တပင်းရသည့်ပိတ်ပွဲမှာတော့မှအောင်စပူပြန်လာပြီမင်္ဂလာပါပရိသတ်များရှင် The Update မြန်မာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့တကယ့်ကိုထူးခြားတဲ့သတင်းကောင်းတစ်ခုကိုတင်ဆက်ပေးကြပါမယ်လက်ရှိ social media မှာရောအကလစတိုင်ဆက်ဆက်တွေမတူညီတဲ့ fashion တွေနဲ့အတူအမြဲတမ်း trend ဖြစ်ပြီးတော့လူငယ်တွေနဲ့နှက်ခမ်းညီမလေးတွေရဲ့သဲဆွဲနေရာကိုယူထားတဲ့မင်းသားလေးအောင်စပူရဲ့ပရိသတ်တွေအတွက်ဝမ်းသာစရာသတင်းတစ်ခုထွက်ပေါ်လာပါတယ်သူ့ကိုချစ်တဲ့ပရိသတ်တွေက social media မှာရောအပြင်မှာပါအမြဲတမ်းအားပေးကြသလိုသူ့ရဲ့ performance တွေကိုဗီဒီယိုအလန်းစားတွေနဲ့ပြန်ကြည့်ကြမှာလေဆိုပြီးတော့တောင်းဆိုမှုတွေကတဟုန်ထိုးများပြားခဲ့ပါတယ်မင်းသားလေးအောင်စပူလို့ပြောလိုက်တာနဲ့အမိုက်စားဖျော်ဖြေမှုတွေကာကွယ်ဆန်းဆက်တွေနဲ့ online တစ်ခွင်လုံးကိုသိမ်းပိုက်ခဲ့တာအားလုံးလည်းသိကြမှာပါအောင်စပူဇက်သမီးရဲ့ကပြဖျော်ဖြေမှုတွေကမြန်မာရိုးရရင်ကျေးမှုစီးချက်တွေကိုခေတ်ပေါ်စတိုင်တွေနဲ့ပေါင်းစပ်ထားတာမို့ကြည့်ရတာဘယ်တော့မှမယိုးနိုင်မင်းနဲ့မျက်စိပတာရဖြစ်စေပါတယ်ဘယ်တော့ပွဲဥထွက်မလဲလို့မျှော်လင့်နေတဲ့သူတွေအတွက် VTV Mobile Application နဲ့ M Channel တို့ကနေတရားဝင်ပြန်လည်ထုတ်လင်းပြသပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးချိန်ထုတ်လင်းပြသပေးမယ့်ရက်စွဲတွေကတော့လာမယ့်မေလ28ရက်နေ့မှာအပိုင်း1နဲ့မေလ29ရက်နေ့မှာအပိုင်း2တို့ကိုနေ့စဉ်ည9:00နာရီခွဲတိတိချိန်မှာအပီပြင်ရှုစားရမှာဖြစ်ပါတယ်။မကြည့်လိုက်ရတဲ့ပရိသတ်တွေအတွက်ကိုလည်းစိတ်မပူရအောင်ပြန်လည်ပြသမယ့်ရက်တွေကိုလည်းစနစ်တကျစီစဉ်ပေးထားတယ်လို့ဆိုပါတယ်။ပြန်လည်ထုတ်လင်းပြသမယ့်ရက်တွေအနေနဲ့ကတော့မေလ30ရက်နေ့မှာအပိုင်း1နဲ့မေလ31ရက်နေ့မှာအပိုင်း2တို့ကိုနေ့လယ်2နာရီမှာအားရပါရပြန်လည်ရှုစားနိုင်မှာဖြစ်ပါတယ်။ခုလို VTV Mobile Application နဲ့ M Channel တို့ကနေပြီးတော့အကြည်လင်ဆုံး format နဲ့ထုတ်လင်းပြသပေးသွားမှာမို့အောင်စပူရဲ့ကောက်ကွက်တွေကိုအားပါတရကြည့်နိုင်တော့မှာဖြစ်တဲ့အတွက်သတင်းကောင်းပါလိုက်ပါတယ်။ပရိသတ်ကြီးရောအောင်စပူရဲ့ကောက်ကွက်တွေဒီမှာဘယ်လိုကောက်ကွက်ကိုအကြိုက်ဆုံးလဲဆိုတာ comment မှာမျှဝေပေးခဲ့ပါအောင်။အခုလိုမျိုးအမှုပညာလောကရဲ့ထူးခြားဆန်းသစ်ပြီးတော့အမြဲတမ်း update ဖြစ်နေတဲ့ Selly သတင်းတွေကိုလက်မလွတ်တမ်းစောင့်ကြည့်နိုင်ဖို့အတွက်ကျမတို့ရဲ့ The Update မြန်မာ channel ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်။